သူတို့ခံယူချက်နဲ့သူတို့ဆုံးဖြတ်ပြီးထွက်သွားကြတာအဲ့ဒါကိုလွယ်လွယ်နဲ့တော့ပြန်ခေါ်လို့ရမှာမဟုတ်ဘူးတော့လေနေရမောင်လေးပါသွားတာငါတို့ကမိဘမတူဘူးမိဘဆိုတာကိုယ်သားသမီးလမ်းမရောက်မှာထိကြိုက်ဆုံးရှုံးမှာမလိုချင်ကြဘူးမိဘတွေရဲ့ရင်ထဲကအပူကိုမကြည့်ပဲနဲ့နင်တို့ထင်ရစိုက်ပြီးတော်လန်ရေးပဲဆိုပြီးခေါင်းစဉ်တက်လို့မရဘူးလူငယ်တွေဆိုတော့ခက်တဲ့အဖေသွေးဆူနေတဲ့အချိန်ဆိုတော့စိတ်ကလူလူကြွနေကြတာဒီကိစ္စငါလုံးရင်ဖြစ်တယ်ထင်ပြီးတော့ထားလို့ရတဲ့ကိစ္စမဟုတ်ဘူးဖေကအရေးကြီးတာကကျွန်တော်တို့အခုလိုမျိုးစိုးရိမ်ပူဆွေးနေမဲ့အစားသူတို့နဲ့အဆက်အသွယ်ရအောင်လုပ်ပြီးတော့စုံစမ်းတာပိုကောင်းမယ်ထင်တယ်ဘယ်ကဘလို့အဆက်အသွယ်ရပြီးတော့အခုလိုထွက်သွားကြလဲမသိပါဘူးအဲ့လိုထွက်သွားမှဆိုလို့အတန်တန်တားနေတဲ့ကြားရအောင်ထွက်သွားကြတယ်အခုတော့ဘလို့လောက်ကြမလဲသူတို့မှလည်းဖုန်းတွေပါသွားတာပဲဆက်သွယ်လို့ရတဲ့ချင်းပြတ်ဆက်သွယ်မှာပေါ့အိမ်မှာမနေချင်လို့ဆိုပြီးဆင်းသွားတော့မှမဟုတ်တာကြီးလိုက်ရှာလို့လည်းရတာမှမဟုတ်တာကြီးကွာဟောဘာလို့လိုက်ရှာနေတော့မှလဲဦးလေးတို့ကလည်းသူတို့ယုံကြည်ရအောင်သူတို့လှုပ်တာအဲ့ဒါကိုဘာလို့ပိတ်ပင်ချင်နေရတာလဲစုလေနင်အသာနေစမ်းပါဟာဖေးအိမ်မှာမနေချင်တော့လို့ထွက်သွားတဲ့လူတွေဘယ်တငယ်ချင်းတွေကိုပြောသွားမှာလဲစိတ်မပူပါနဲ့ဖေးဒီကောင်လေးအချိန်တန်ပြန်လာမှာပါကဲပါကျွန်တော် channel သွားပြီးတော့ဦးသက်စီသွားဖြန်းလိုက်အောင်သွားပြီဖေးငါတို့ကတော်လန်ရေးလုပ်ဖို့လားမင်းတို့အဲ့အတွက်ချွေးတွေသွေးတွေပေးစားတော်မလုပ်နဲ့ကြားလား